ဒီဖျားเจ้าကအပြင်ကနေကြည့်ရင်မိခိုးမွေးတွေကြောင့်အေးချမ်းတည်ငြိမ်နေတယ်လို့မြင်ရပါတယ်ဒါပေမဲ့အတွင်းမှာဖြစ်နေတာကိုမြင်လိုက်ရင်မယုံနိုင်လောက်အောင်တုန်လို့သွားစင်မှာပါဖျားရဲ့မျက်စိရှိတယ်မှာမဲ့လုံးဝမထင်မှတ်ထားတဲ့လောင်းကစားဆိုင်တစ်ခုလှုပ်ဝဲတည်ရှိနေပါတယ်ကက်ပြားအတန်းတွေအော်ဟစ်တန်းတွေကြားမှာကစားသမားတွေကနောက်ထပ်အနိုင်တစ်ခါအတွက်သူတို့ရဲ့ကံကြမ္မာအထိလောင်းနေကြတာပါအန်အော်စရာကတော့တန်ကားတဘာတောင်စပွဲပေါ်မှာထိုင်နေကက်ကစားနေပါတယ်သူ့ရဲ့စင်ချင်ဖက်မှာတော့ယူတာလောင်းတယ်လို့မြင်ရတဲ့လူတယောက်အဲ့ဒီလူကပုံမှန်လောင်းကစားသမားမဟုတ်ပါဘူးသူ့နာမည်ကယူဟန်သူကစကားမပြောပဲလူတိုင်းနဲ့မျက်နှာအမှုအရာလက်လွတ်ရှားမှုအသေးစိတ်တွေကိုစာအုပ်ဖတ်တယ်လို့ဖန်နေတဲ့လူပါကက်တီဝေလိုက်တာနဲ့စပွဲပေါ်ကလောင်းကြီးတွေတက်ကြွလာပါတယ်တန်ကာကယုံကြည်မှုအပြည့်နဲ့ကက်အားလုံးကိုဖွင့်ပြပေးမယ်ရန်ကမညာမသားနဲ့အနိုင်ကိုသိမ်းယူတော့ပါတယ်ငွေတွေစုနေချိန်မှာရန်ကအဝေးမှာထိုင်နေတဲ့လှခွက်စမ်းကျဲတဲ့လူတစ်ယောက်ကိုမကြာခဏကြည့်မိနေပါတယ်တစ်ချိန်တည်းမှာပဲကာစီနိုဘော့စ်လည်းယူဟန်ကိုစောင့်ကြည့်နေပြီးအန်ဒီရဲ့တခုစတင်စီစဉ်နေပါပြီဒီလိုနေရာမှာအနိုင်ရတာဟာလူမြောက်ခြင်းမဟုတ်ပါဘူးကတ်ကြာရောနေချိန်မှာမတန့်ရှင်းတဲ့လှုပ်ရှားမှုတွေကိုရန်ချက်ချင်းသတိထားမိသွားပါတယ်ယူဟန်မှလည်းဂိမ်းကိုချက်ချင်းရက်ခိုင်ပြီးကတ်တွေကိုကိုယ်တိုင်ပြန်ယော်လိုက်ပါတယ်အစီအစဉ်မအောင်မြင်တော့ဘူးဆိုတာသိသွားတဲ့ boss ကစဝေးရိုးတယောက်ကိုအတုံးချပြီးရန်ဘေးကမိန်းမဘော်ကိုရေးချလိုက်စေပါတယ်ရန်အာယုံတက်သွားတဲ့အခါ boss ကပြုံးလိုက်ပါတယ်ထောင်ချောက်ထဲဝင်လာပြီဆိုတာသိသွားတာပါရန်ကသူ့စောင့်ကြည့်နိုင်စွမ်းကိုယုံကြည်ပြီးပဲရသွားတဲ့အချိန်ရှိသမျှအကုန်လုံးကိုလောင်းလိုက်ပါတယ်ဒါပေမဲ့စပင်ကောက်ကောက်လူကအားကောင်းတဲ့ကတ်ကိုဖွင့်ပြီးအနိုင်ကိုသိမ်းယူထားပါတယ်ရန်လိမ့်လဲခံရပြီဆိုတာသိပေမဲ့တက်သိမ်မရှိပါဘူးငွေဒီပျောက်သွားပြီးသူ့အဖွားအိမ်အမီစာချုပ်အထိဆုံးရှုံးသွားပါတယ်အနားယူချိန်မှာယူဟန်ကအပင်မှာကစားသမားတယောက်နဲ့တွေ့ပြီးရဲရီလာနေပြီဆိုတဲ့သတင်းကိုသိလိုက်ရပါတယ်ထွက်ပြေးမဲ့အစားရန်ကိုလက်ကျန်ချစ်တီနဲ့စက်ကစားဖို့အခွင့်အရေးပေးလိုက်ပါတယ်ရန်ကကြီးစုတစကားတစ်ခွန်ပဲပြောပြီးဖះเจ้าအတွင်းကိုပြန်ဝင်သွားပါတယ်မျက်စိပိတ်လိုက်တဲ့အချိန်ဒီနေရာကသူ့ဘဝကိုပြောင်းလဲသွားစေမဲ့ကတိပဲကြီးနေရာဖြစ်နေပါပြီအဖေကစွန့်ပစ်သွားပြီးနောက်ယူဟန်ကိုဒီနေရာကိုတန်ကားလေးအဖြစ်ပို့ထည့်ပါတယ်သူ့မှာအဖေရဲ့နိုင်အဟောင်းတစ်လုံးပဲရှိပြီးဆရာတော်ကတရားရီအကုန်မှိတ်လိုက်ရင်အဖေကိုခေါ်လို့ရမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့စာအကုန်မှတ်ပြီးတဲ့အထိအဖေကတော့ဘယ်တော့မှပြန်မလာခဲ့ပါဘူးအမှန်တရားစီပြန်လာတဲ့အခါစပွဲကမိန်းမကဖုံးပိတ်ပြီးဘေးမှာရပ်နေပါတယ်ရဲရီတောင်ကိုဝိုင်းမဲ့အကြောင်းတတိပေးပြီးအောက်ဆင်းဖို့လိုက်ဖို့ပြရမလားလို့မေးပါတယ်ဒါပေမဲ့ယူဟန်ကမရွေ့ပါဘူးသူကရှုံးတာကိုမချိုက်တဲ့လူဆိုပြီးလောင်းကစားအိမ်ထဲကိုပြန်ဝင်သွားပါတယ်အတွင်းဝင်တာနဲ့သူဆောင်ကြည့်နေတဲ့လူကပျောက်သွားတာကိုသတိထားမိပါတယ်စပွဲမှာတန်ငါနဲ့စပင်ကောက်ကောက်ကိုထက်ကျင်စာရပေမဲ့ဒီတစ်ခါတော့ကတ်ဝီပြီးလာတင်မနေတော့ပါဘူးသူစပင်ကောက်ကောက်ရဲ့လျှို့ဝက်ကတ်ကိုတိတိကျကျခံမှန်းလိုက်ပြီးတန်ငါရဲ့ကတ်ကိုပါခံမှန်းလိုက်ပါတယ်သူတို့နှစ်ယောက်စလုံးအိမ်ဘက်လူတွေဆိုတာထင်ရှားသွားပါတယ်ရန်ကဖုံးထုတ်ပြီးလိန်လယ်မှုတက်တွေကိုရိုက်ကူးလိုက်ပါတယ်boss ဝင်ထိန်မဲ့အချိန်မှာပဲတကားတွေဖောက်ဝင်လာပြီးလျှို့ဝက်လေတွေကအားလုံးကိုဖမ်းဆီးသွားပါတယ်အရှုပ်ရှင်းအလဲမှာရန်က ECC ထိုင်နေပါတယ်အချိန်ကိုတိတိကျကျယူနိုင်ခဲ့တာမှာနောက်ပိုင်းမှာစခန်းမှာစစ်ဆေးခံရပြီးအန်အားသိမ့်ဝဲအမှန်တရားထွက်လာပါတယ်သူကလောင်းကစားသမားမဟုတ်ပဲတရားရေးတင်နန်းသားဖြစ်နေပါတယ်သူကတင်နန်းဒါနာအုပ်ရဖုံးနံပါတ်ပေးပြီးဘာကြောင့်ဒီနေရာမှာရှိနေရတယ်ဆိုတာရှင်းပြပေးမယ်လို့ယုံကြည်ထားပါတယ်ညနေပိုင်းမှာအင်အားကုန်သွားတဲ့ရန်အိမ်ပြန်ရောက်ပြီးအဖွားနဲ့အတူကွဲလုံးသူအလောင်းတင်ပွဲပြင်ဆင်ကြပါတယ်ဒီနေ့ကသူ့အဖေရဲ့တေဆုံးနေ့အထိမ်းအမှတ်နေ့ဖြစ်ပါတယ်အနည်းငယ်အကြာမှာရောင်းကက်နဲ့အမှုစစ်တယောက်အိမ်ကိုရောက်လာပါတယ်။သူတို့၃ယောက်စလုံးအဖေကိုအလေးပြုကြပြီးနောက်ခြံထဲကိုထွက်ကာအရက်ထောက်ရင်အလုပ်ကြောင်းဆွေးနွေးကြပါတယ်။ယူဟန်ကကာစီနိုမှာသူမင်းတွေ့ခဲ့တဲ့များကိုအဆောက်အဆုံရှင်းပြပါတယ်။အဲ့ဒီမိမရဲ့တတိပေးချက်နဲ့သူစောင့်ကြည့်နေတဲ့မာဖီယာတယောက်ဖြစ်တဲ့ရောင်ဝါကယူတီယာပျောက်သွားတာကိုတွက်ချက်ပြီးလောင်းကစားသမားအများစုကိုလျှို့ဝှက်ဖမ်းဆီးမှုကြောင့်ကြိုတင်သတင်းပေးထားကြောင်းရန်ကခန့်မှန်းနေပါတယ်။ဒါကရောင်းကက်တန်တရားရှိနေခဲ့တဲ့
တဲ့အရာကိုအတည်ပြုလိုက်တာပါ။ရောင်ဝါကအလဲစုံစမ်းရေးဌာနအကြီးကဟောင်းနဲ့နီးစပ်လွန်ပြီးအတွင်းသတင်းပြီးအဲ့ဒီလိုရနေတာပါ။တလားကအရင်ကိုပြန်သွားကြရအောင်။ရောင်ကတ်နဲ့အမှုစစ်ကယိုဟန်ကိုဆက်သွယ်ပြီးလျှို့ဝှက်သတင်းပြီးအဖြစ်လိုပေးဖို့တောင်းဆိုခဲ့ပါတယ်။ရောင်ကတ်ရဲ့လီလဲချက်က Chief ဟောင်းကိုလှဲချဖို့ပါ။တရားရေးဝန်ကြီးဌာနကအကျင့်ပြတ်မှုတိုက်ဖြတ်ရေးဌာနအတစ်တစ်ခုဖွဲ့ခြင်းပေမဲ့ Chief ဟောင်းကအပြင်းထန်ဆန့်ကျင်နေသူပါ။ Chief ဟောင်းကိုလမ်းရောက်နိုင်ဖို့တခုတည်းဖောင်းနီးကတော့သူ့အပြင်းဖို့ဆိုင်ရာမိတ်ဆွေရောင်ဝါကိုလိုက်ရပါ။ရန်က Chief ဟောင်းရဲ့တာဂျွန်နဲ့အတန်းပိုးထိတဲ့အတွက်ဂိုင်းနေဝင်ကအကောင်းဆုံးလို့ဖြစ်နေပါတယ်။ ရောင်ကန်နဲ့အမှုစစ်ချင်းရှန်ကအလှည့်ကျစီယုံပြောဆိုကြပြီးအနာဂတ်ကောင်းတစ်ခုဂတိပေးကြပါတယ်မိသားစုအင်အားမရှိချိတ်ဆက်မှုမရှိရဲ့မိလို့လူအတွက်အပေါ်တက်နိုင်တဲ့နီလန်းကဒီလိုအန်ဒီယကြီးရဲ့အောင်မြင်မှုတစ်ခုပဲလို့ဓာတ်ရိုက်ပြောကြပါတယ်ဖီအားအောင်မှာနောက်ဆုံးတော့ကျန်သဘောတူလိုက်ပါတယ်အမှုစစ်ကယိုဟန်ရဲ့ဖိုင်တွေကိုလှုပ်ဝက်နေရာမှာဖျောက်ထားပြီးသူ့အမှန်တရားကိုလုံးဝမဖော်ထုတ်နိုင်အောင်လုပ်ပေးပါတယ်အိမ်နောက်ရန်ရလှုပ်ဝက်အလုပ်တွေကအတော် ဒါပေမဲ့အဲ့ဒီနောက်သူရုတ်တရက်ဆက်သွယ်မရတော့ပါဘူးအမှုစစ်ကရန်ကိုမယုံနိုင်စရာအကြံတစ်ခုပြောပါတယ်ထောင်ထဲဝင်ပြီးအဲ့ဒီဗီဒီယိုကိုရှာရမယ်လို့ပါရန်ရဲ့နှလုံးသားနှိမ့်မြုံသွားပါတယ်ထောင်ဝင်ရတာကအလွယ်မဟုတ်ပါဘူးအနာဂတ်တက်ချင်းပေမဲ့အသက်ကိုဒီလိုဆုံးရှုံးဖို့အစင်းသင်းဖြစ်ပြီလားဆိုတာမသိကြပါဘူးအမှုစစ်ကစိတ်လှရှာပြီး Chief ဟောင်းကတူအန်ကိုတင်းကျပ်စွာထိန်းထားလို့ဘယ်သူမှတွေ့ခွင့်မရဘူးလို့ရှင်းပြပါတယ်ဝင်ကြီးဌာနကဘာမှမလုပ်နိုင်တော့လို့ဒီနီးကနောက်ဆုံးခွင့်ရဖြစ်နေပါတယ်တခါစဝင်ပြီးရင်နောက်ပြန်မဆုံးနိုင်ဘူးလို့ယိုဟန်ကိုပြောပါတယ်။ရန်ကတ်ကဝင်တာပြီးကလေးကိုစဉ်းစားချိန်ပေးဖို့အမှုစစ်ကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့အချင်းပြတ်မှုတိုက်ခိုက်ရေးဌာနကိုထောက်ခံတဲ့အရာရှိတွေလျှို့ဝှက်အစည်းအဝေးလုပ်နေပါတယ်။ဒါပေမဲ့အခန်းထဲမှာတစ္ဆာပေါက်တစ်ယောက်ရှိနေပါတယ်။အမောင်ထဲကလူတစ်ယောက်ကအစည်းအဝေးပါလူအမိအားလုံးကိုဖုံးနဲ့ရိုက်ထည့်နေပါတယ်။အစည်းအဝေးမပြီးခင်တည်းအဲ့ဒီစရင်ကအချင်းပြတ်အထက်တန်းအရာရှိတွေလက်ထဲရောက်သွားပါပြီအစည်းအဝေးပြီးတာနဲ့အမှုစစ်ကိုဝိုင်းတိုက်ခိုက်ကြပါတယ်ကံကောင်းစွာသူ့မှာတိုက်ခိုက်ရေးအရေးချင်းရှိလို့အသက်မဆုံးမဲထွက်ပြေးနိုင်ခဲ့ပါတယ်လုံခြုံသွားတာနဲ့ရောင်းကက်ကိုဖုံးခေါ်ပါတယ်ဒါပေမဲ့ရန်အထွတ်တော့အမောင်ဘက်ကိုစတင်သွားပါပြီအိမ်ပြန်လာတဲ့လမ်းမှာအရင်ကစိတ်ဆိုးအောင်လုပ်ခဲ့တဲ့ကာစီနိုဘော့စ်ကသူ့ကိုဖမ်းဆီးသွားပါတယ်။လုပ်ငန်းကိုဝင်ရောက်ဖမ်းဆီးခံရတာကြောင့်ဘော့စ်ကဒေါသထွက်ပြီးကြောက်မက်ဖွယ်သွားเสียကိရိယာတွေတုံးပြီးညာလုံးပေါက်နှိပ်စက်ပါတယ်။နောက်ဆုံးလွတ်ပေးတဲ့အချိန်မှာရန်ကသွေးအပိထိနေပါတယ်။နာကျင်လုံးစိတ်လှရှာလုံးလို့အဖွားစီမသွားနိုင်ပဲရန်ကအိမ်ကိုအကူအညီတောင်းဖို့သွားပါတယ်။သူ့နောက်မှာပြစ်မှတ်ရှိနေတယ်ဆိုတာသိပေမဲ့ယိုဟန်မလွတ်မရပါဘူး။မစ်ရှင်ကိုလုံးဝဆုံးဖြတ်ထားပါပြီ။အဲ့ဒီအချိန်မှာရောင်ကတ်အံ့ဩသွားပါတယ်။သူ့ရှေ့မှာမြင်နေရတာယိုဟန်ရဲ့အဖေကိုမြင်နေတယ်လို့ပါပဲ။